အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့အိမ်လေးကတော့မြောက်တော့ကုန်းမြို့နယ်မှာရှိရဲ့ပြည်အောင်စုလမ်းမကြီးလည်းထဲပေါက်မယ်မန္တလေးလမ်းမကြီးကိုလည်းထဲပေါက်တဲ့အိမ်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်ဒီအိမ်လေးကဆိုလို့ရှိရင်အရန်ကုန်မှာမိသားစုတစုအတွက်အဆင်ပြေတယ်ပြီးလို့ရှိရင်ကားပါကင်ဆိုလို့ရှိရင်လည်းဒီမှာ2စီးပြီးလို့ရှိရင်ဒီရှေ့မှာလည်းရက်လို့ရတဲ့အတွက်ကားပါကင်လည်းကျယ်ပါတယ်ဒါကတော့ပထမဓာတ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်အခုဆိုလို့ရှိရင်ဒီပထမဓာတ်မှာ single row ကတစ်ခန်း master row က2ခန်းရှိပါမယ်အဲ့တော့ begin နဲ့တူလိုက်ကြည့်ပါအောင်နော်ကဲဒါဆိုလို့ရှိရင်တော့ master row လေးပဲဖြစ်ပါတယ် master row ကတော့အခုမြင်ရတဲ့အတိုင်းပဲလုံးဝကို space ကကျယ်ပြီးတော့2ယောက်3ယောက်လောက်ထိရောအိတ်လို့ရတယ်အခုထွက်လာပြီဆိုလို့ရှိရင်တော့ဒီ master bedroom ရဲ့အခန်းရှိတက်မှာလည်းနောက်ထပ် master bedroom နောက်တစ်ခန်းရှိပါသေးတယ်ဒီဟာဆိုလို့ရှိရင်လည်း space ကကျယ်ပါတယ်ပြီးလို့ရှိရင်ဒီဘက်နှစ်ခန်းရဲ့ဒီရှေ့ဘက်မှာဆိုလို့ရှိရင်တော့ single room လေးတစ်ခန်းရှိပါအောင်မရှိအဲ့တော့အိမ်ခန်းသုံးခန်းကဒီနားလေးမှာပဲစုနေတာဖြစ်တဲ့အတွက်ပို့ပြီးတော့လည်းအဆင်ပြေပါတယ်ကဲဒီဘက်ကိုရှောက်လာမယ်ဆိုလို့ရှိရင်တော့အရန်ကုန်မှာကျယ်ဝန်းပြီးတော့ခန်းနာလာရဲ့ဖျားစင်လည်းရှိပါတယ်ရှင်ဖျားကမှာဆိုလို့ရှိရင်လည်း space ကအရန်ကိုကျယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒါက mini balcony လေးပေါ့နော်သူကအပြင်မှာဆိုလို့ရှိရင်လည်း basic ဒေသလေးတစ်ခုလည်းပါပါသေးရဲ့ကဲဒုတိယထပ်ကို Vicky နဲ့အတူလိုက်ခဲ့ပါအောင်ကဲဒါဆိုလို့ရှိရင်တော့ဒုတိယထပ်လေးပေါ့နော်ဒုတိယထပ်မှာဆိုလို့ရှိရင်သူက master bedroom 2ခန်း single တစ်ခန်းရှိပါမယ်ကဲဒါဆိုလို့ရှိရင်တော့ခုနက single room တို့ master bedroom တို့ကထွက်ခြင်းမှာရှိရ balcony လေးဖြစ်ပါတယ်ရှင့်အပေါ်ဆုံးထပ်မှာဆိုလို့ရှိရင်လည်းအခုလိုမျိုး solar တွေကိုအကုန်တက်ဆင်ပေးပြီးသားတအိမ်လုံးကိုနိုင်ရင်းနဲ့တွဲကီလိုဝက်နဲ့ battery 300 watt လေးရှိပါတယ်ရှင့်ဒီအိမ်လေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်Vickyကိုဆက်သွယ်ပြပါပြီးလို့ရှိရင်တော့ဒီအိမ်လေးရဲ့ location ပြောမယ်ဆိုလို့ရှိရင်လည်းပြည်အောင်စုလမ်းမထဲပေါက်မယ်မန္တလေးလမ်းမကြီးကိုလည်းထဲပေါက်ပါတယ်ရှင့်အဲ့တော့အခုလိုမျိုးလမ်းမကြီးနဲ့နီးရဲ့အတွက်အရန်ကိုမှ perfect ဖြစ်ပါတယ်တက်မီတာစုအတွက်ဒီအိမ်လေးကိုဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့Vickyရဲ့ DMD ကိုဆက်သွယ်ပြပါဒီ real estate